ပါပြည်သူ့တန်သတင်းဌာနရဲ့2026ခုနှစ်မတ်လ26ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ချင်းပြည်နယ်ပလဲဝခရိုင်စမင်းမြို့နယ်အမှတ်9တိုက်နယ်ကကျေးရွာ900ကစစ်ပေးချောင်အိမ်နောက်စု144စုအတွက်လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO ကမတ်လ21ရက်နေ့ကစံတဲ့ဆောင်တွေကိုကူညီထောက်ပံ့ပေးခဲ့တယ်လို့တာဝန်ရှိသူတယောက်ကပြောပါတယ် HDCO ကမိတ်ဆာဝ1ကျေးရွာမိတ်ဆာဝ2ကျေးရွာမိတ်ဆာဝ3ကျေးရွာမမြင်းတောင်အရှိုချင်းကျေးရွာဝက်မကျေးရွာကူဝကျေးရွာနဲ့စားဝကျေးရွာတွေကစစ်ပေးဆောင်အိမ်အောင်စုပေါင်း144စုကိုတွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ဆိုပါတယ်အခုလို HDCO ကထောက်ပံ့ပေးရမှာစစ်ပေးဆောင်အိမ်အောင်စုတစုကိုစံတအိမ်နှုံးနဲ့စံ144အိတ်ကိုထောက်ပံ့ပေးခဲ့တယ်လို့အိမ်အောင်စုတစုကိုစောင်းနှစ်ထလုံးနဲ့ထောက်ပံ့ပေးခဲ့ပြီးမိတ်ဆာဝ3ကျေးရွာကအိမ်အောင်စု29စုအတွက်စောင်း85တဲ့ကိုကူညီထောက်ပံ့ခဲ့တာဖြစ်ပါတယ်လက်ရှိမှာလက်ပတ်ဆက်သွယ်ရေးခက်ခဲနေတဲ့အတွက် HDCO ကကူညီထောက်ပံ့ပေးဖို့စောင့်ပြတ်လက်နေပြီးစောင်းတွေမရရှိသေးတဲ့အတွက်ကျေးရွာတွေကိုစောင်းတွေရောက်မှသာဆက်လက်ထောက်ပံ့ပေးသွားမယ်လို့လည်းသိရပါတယ်ခင်ဗျာပြည်သူ့အတန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာ